အားလုံးပဲမင်္ဂလာပါ True Ghost Stories Channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပြီးတော့ဖြည့်ရမှန်တေးထိတ် info ဇာတ်လမ်းတွေနားထောင်သူတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးခြားစမ်းကြလေအဖြစ်အပျက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်အထူးတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းရှိတဲ့ဖို့ရှိပါတယ်ဒီဇာတ်လမ်းကဘဲကူးရိုးမှတောနာချဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့တစ်တော်ဝန်ထမ်းတူရဲ့ဘဝတတတာမမေ့နိုင်စရာအိမ်မက်စိုးကြီးတစ်ခုအကြောင်းပါခင်ဗျားတို့ရဲ့အခန်းပြီးတွေကို make နားကြလေးတွေပတ်ပြီးဒီဖြစ်ရစမ်းကြီးတွေကိုကျွန်တော်နဲ့အတူစီမောလိုက်ကြရအောင်လွန်ခဲ့တဲ့1990လွန်နှစ်တုန်းကပေါ့ကျွန်တော်ကတစ်တော်ဦးစီးဌာနမှာတောအုပ်လေးရာထူးနဲ့တာလွန်ကြနေတဲ့အချင်းဖြစ်ပါတယ်အဲ့ဒီတော့ကဘဲကူယောမရဲ့နှဆိုင်တဲ့နေရာတစ်ခုမှာတစ်တော်ကျိုးဝိုင်းနေမိတိုင်းတာဖို့အမိန့်ကြားလာတယ်ကျွန်တော်ရဲ့ဆရာဖြစ်တဲ့ဦးစီးမှုကိုထွန်းရဲ့ပြီးတော့ဒေတာခံလမ်းပြနဲ့အလုတ်သမား3ယောက်စုစုပေါင်း9ယောက်ပေါ့ကျွန်တော်တို့ရိတ်ခါအပတိအစုံနဲ့တောထဲကိုဝင်ခဲကြတယ်ပထမ2ရက်လောက်ကတော့ဘာပြဿနာမှမရှိပဲပုံမှန်အတိုင်းပါပဲဒါပေမဲ့3ရက်မြောက်နေ့လေခင်းမှာရာသီဥတုကရုတ်တရက်ပြောင်းလဲသွားတယ်နေသားလေးတဲ့ကောင်းကင်ကြီးကရုတ်ချေးမဲမောင်လာပြီးမိုးရီတေးကြီးမဲကြီးရွာချတော့လာပါပဲတော်ကြီးမဲထဲမှာမိုးရွာပြီးဆိုရင်နီးလေခင်းတောင်ညနေဆောင်လို့မောင်မဲနေတဲ့စမဲလေးကျွန်တော်တို့လည်းမိုးခိုဘူးနေရာစာရင်လမ်းဆက်လျှောက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာထူးဆန်းမှုလာစတင်ပါတယ်ကျွန်တော်ကင်ထားတဲ့တန်လိုက်အိမ်မြောင်းကအယူတအောင်လို့ဝိုင်းလေနေတော့တာပါမြောက်အရက်ကိုညွန့်ပြရမယ့်အစားမြားတိုင်ကကြားကနေနဲ့လဲနေခဲ့ကိုထွန်းကလည်းသူ့မြေပုံကိုကြည့်ပြီးမျက်မှောင်ကျုံနေတယ်မောင်ကြီးငါတို့ရောက်နေတဲ့နေရာကမြေပုံထဲမှာမပါဘူးကွာဒီနေရာမှာချောင်းတစ်ခုရှိရမှာအခုဘာလို့တောင်ကုန်းကြီးဖြစ်နေရတာလဲလို့သူကရည်ရွယ်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာငှက်တန်တွေပိုးရီအော်တန်တွေလုံးဝတိတ်ဆစ်သွားတယ်ကြားနေရတာဆိုလို့မိုးရေဆက်တွေတိရွက်ပေါ်ကြားတန်နဲ့ကျွန်တော်တို့ရဲ့ပြင်းပြတဲ့အသက်ရှူတန်တွေပဲရှိတော့တယ်အဲ့ဒီတိတ်ဆက်မှုကတာမန်တိတ်ဆက်မှုမဟုတ်ဘူးဗျသူ့တန်တစ်ဆက်ပင်လို့အေးဆက်ပြီးခြောက်ချစရာကောင်းတဲ့တိတ်ဆက်မှုမျိုးပါကျွန်တော်တို့ရှေ့ဆက်တိုးလာရင်ညနေဆောင်လောက်မှာထူးဆန်းတဲ့အနံ့တစ်ခုကိုရလိုက်တယ်အဲ့ဒီအနံ့ကဘရားပန်းတင်ထားသလိုမွေးပြက်နဲ့ကန့်ကော်ပန်းနဲ့လိုဒါပေမဲ့တေးချားရှူကြည့်လိုက်ရင်အဲ့ဒီအမွေးနှံ့အောင်မှာပုတ်တိုးအနံ့တစ်ခုရောပါနေသလိုပဲအလုသမားတစ်ယောက်ဖြစ်တဲ့ကျော်စွာကလက်ညှိုးထိုးပြီးအော်ပြောလိုက်တယ်ဆရာကြီးဟိုရှိမှာအင်ကြီးတစ်လုံးပြသူညွန်ပြတဲ့နေရာကိုကြည်လိုက်တော့ကျွန်တော်တို့အားလုံးခြေလမ်းတွေရပ်တန့်သွားတယ်မြူရီဆိုင်နေတဲ့တောင်ကုန်းပြောင်ကြီးတစ်ခုရဲ့အလဲမှာကြီးမားခံရတဲ့ရှေးဟောင်းတစ်သားအင်ကြီးတစ်လုံးတည်ရှိနေပါတယ်အဲ့ဒီအင်ကြီးကတာမန်အိမ်မဟုတ်ဘူးဗျကျွန်းတိုင်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ဖုံးကြီးချောင်းဆောင်ကြီးတစ်ခုနဲ့တူတယ်ပဒင်းပေါက်တွေတခါပေါက်တွေမှာပန်းပူလက်ခါနဲ့ထူးလုပ်ထားတာအဝေးကနေတောင်လမ်းမြင်နေရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းတစ်ပန်းကြီးသွားစေတဲ့အချက်ကတခုရှိတယ်အဲ့ဒါကတော့အဲ့ဒီအင်ကြီးရဲ့တိုင်လုံးကြီးတွေကမြေကြီးနဲ့ထိမနေဘူးဟုတ်ပါတယ်ခင်ဗျားတို့မကြားမှားပါဘူးအင်ကြီးကိုထောက်ထားတဲ့တိုင်လုံးတွေကမြေကြီးနဲ့တတောင်လောက်အကွာမှာလွတ်နေတယ်အင်ကြီးကလေထဲမှာဘော်လောကြီးပေါ်နေတာမှာကိုထုံးကတော့အဲ့ဒီအချက်ကိုတတိမထားမိဘူးနဲ့တူတယ်ဟာတော်ပါသေးတယ်ကွာဒီတောနတ်ထဲမှာဖုံးတီချောင်းရှိနေတာပဲငါတို့ဒီညဒီမှာပဲတဲခိုကြတာပေါ့ဆိုပြီးရှေ့ကနေဥဆောင်ထားတယ်ကျွန်တော်ကတားဖို့စူးစမ်းပြီးမဲ့မိုးကလည်းရွာလူတွေကလည်းပြင်ပန်းနေတော့ဘယ်သူမှကျွန်တော်စကားကိုနားမထောင်ကြတော့ဘူးအင်ဂျင်နာရောက်တော့လေကားမရှိတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အိမ်ရှိကိုရောက်သွားတဲ့ခဏမှာပဲတထားလေကားကြီးတစ်စင်းကအိမ်ပေါ်ကနေအလိုလိုလျှော်ဆင်းလာတယ်ဂလောက်ဆိုတဲ့တသားချင်းရိုက်ခတ်တန်တွေကတော်ကြီးထဲမှာပဲ့တင်ထက်သွားတယ်ကျွန်တော်စိတ်ထဲမှာမတက်သင်းဘူးဆိုတဲ့အတီးကတတိပေးနေပေမဲ့အဖွဲ့ခေါင်းဆောင်ရဲ့အမိန့်မို့လိုက်တက်ခဲ့ရတယ်အိမ်ပေါ်ရောက်တော့အထဲမှာလူတယောက်မှမရှိဘူးဖုံးတစ်ဆက်မှမရှိပဲပြောင်းလာနေတဲ့ချမ်းပြင်ကြီးကကျွန်တော်တို့ကိုစီးကြိုနေတယ်ခမ်းမဆောင်အလဲမှာတော့ကြီးမားတဲ့စားပွဲဝိုင်းကြီးတစ်ခုရှိတယ်အဲ့ဒီစားပွဲပေါ်မှာထမင်းဟင်းတွေအပြည့်ပြင်ဆင်ထားတယ်ထမင်းငွေတွေတထောင်းထောင်းထန်နေတော့ဟင်းရနံတွေကမွေးပြက်နေတော့ပဲကြက်သားဟင်းဝတ်သားဟင်းငါးဟင်းစုံလင်နေတာပဲဖ
ဖုန်ကြီးเจ้าဆိုရင်လည်းကိုတော်တွေရှိရမှာခုတော့ဘယ်သူမှလည်းမရှိဘူးဒါပေမဲ့ဧည့်သည်တွေလာမယ်ဆိုတာတိလို့ပြင်ထားတာနေမှာပါဆိုပြီးကိုထွန်းကဝင်ထိုင်နေအလို့သမားနှစ်ယောက်ကလည်းစာစာနဲ့ဝင်ထိုင်ကြတယ်ကျွန်တော်ကတော့ထောင်နားမှာကပ်ပြီးကြော်စွာနဲ့အတူထိုင်နေလိုက်တယ်